ကျွန်တော်ကိုယ်တိုင်ရစ်ဆက်ပြီးကုန်ထားတဲ့ဝေးနာဖြစ်မဲ့အစတားဆိုတဲ့ဒီလေးကိုနားဆင်ကြည့်ပါမြန်မာရေတို့ရဲ့အစုံပြိုင်ပွဲမှာအစတာအတန်ကောင်းတဲ့အစတာအဆူကောင်းတဲ့အစတာအတန်ကောင်းတဲ့အစတာအဆူကောင်းတဲ့အစတာပထမဆုစုခုသွားမှာပါဝိနာကတော့အစတာဖြစ်မှာမုံဝါဒပြောရင်ယူလိုက်စမ်းပါမြန်မာဟိုက်တို့ရဲ့အကောင့်တကအကောင့်တို့ရွှေမင်းသမီးလေးအစတာဖြစ်မှာမြန်မာဟိုက်တို့ရဲ့အစုံပြိုင်ပွဲမှာအစတာအတန်ကောင်းတဲ့အစတာဆူကောင်းတဲ့အစတာစကားအတန်ကောင်းတဲ့စကားပထမစုခုသွားမှာဝိနာကတော့အစတာဖြစ်မှာမုံရွာသားပြောရင်အမှန်မယုံလိုက်စမ်းပါမြန်မာဟိုက်တို့ရဲ့အကောင့်တကအကောင့်တို့ရွှေမင်းသမီးလေးအစတာဖြစ်မှာလေးလဲတောက်ပါနေတဲ့စတာတကဘာလုံးကဘုံကြီးနေပြီးနေကြတာပြိုင်သူရှုံးမဲ့စ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 တာရေရင်းကလူလှသူကလေးပါမဘူရမြဝင်းလေးနဲ့အပြုံးလာပိုင်ရှင်ဝိနာဖြစ်မဲ့စတာလေးပါသူမင်းကျလိုလေးလဲတောက်ပါနေတဲ့စတာတကဘာလုံးကဘုံကြီးနေပြီးနေကြတာပြိုင်သူရှုံးမဲ့စ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 တာရေရင်းကလူလှသူကလေးပါမဟုရမြဝင်းလေးနဲ့အပြုံးလာပိုင်ရှင်ဝိနာဖြစ်မဲ့စတာလေးပါ